အပိုင်းက Microsoft Word and Document Creation Microsoft Word ဆိုတာစာရွက်စာတမ်းတွေအစီရင်ခံစာတွေနဲ့ကိုယ်ရေးရာဇဝင်ဖောင်းတွေကိုစနစ်တကျရိုက်နှိပ်ဖန်တီးဖို့အတွက်အသုံးအများဆုံး software ဖြစ်ပါတယ်။တဲ့ Microsoft Word ကိုဘယ်လိုစဖွင့်မလဲ Start menu ကိုနှိပ်ပြီး Word လို့ရိုက်ရှာပါ Blank document ကိုရွေးချယ်ပြီးစာရိုက်ဖို့စာမျက်နှာအသစ်တစ်ခုကိုစတင်နိုင်ပါတယ်။နှစ်အဓိကအစိတ်အပိုင်းများကိုနားလည်ခြင်း Ribbon စာသားတွေကိုပြင်ဆင်ဖို့လိုအပ်တဲ့ tool တွေဥပမာ font, color, size အားလုံးစုစည်းထားတဲ့အပေါ်ဘက်ကတန်းလေး Ruler စာမျက်နှာရဲ့ဘေးပေါင် margin တွေကိုညှိဖို့သုံးတဲ့ပေတံလေး Status bar စာမျက်နှာဘယ်နှမျက်နှာရှိပြီလဲစာလုံးရေဘယ်လောက်ရှိပြီလဲဆိုတာပြပေးတဲ့အောက်ခြေကတန်းလေး3စာသားများကိုပြုပြင်ပြောင်းလဲခြင်း Formatting text စာသားတွေကိုပိုပြီးထင်ရှားလှပအောင်လုပ်နိုင်တဲ့အခြေခံ shortcut များ Bold Ctrl+B စာလုံးကိုအထူလုပ်ခြင်း Italic Ctrl+I စာလုံးကိုစောင်းခြင်း Underline Ctrl+U စာလုံးအုပ်ကမြင်းသားခြင်း Font size စာလုံးအရွယ်အစားကိုအကြီးအသေးပြုလုပ်ခြင်း4စာမျက်နှာချိန်ညှိခြင်း Page layout စာရွက်တစ်ခုမစခင်ဓာတ်ရီကိုအရင်ချိန်ရပါမယ် Size အသုံးအများဆုံးဖြစ်တဲ့ A4 size ကိုရွေးချယ်ပါ Orientation စာရွက်ကိုအလျားလိုက် landscape လားအနံလိုက် portrait လားရွေးချယ်ခြင်း Margins စာရွက်ရဲ့ဘေးပေါင်အချင်းအကျယ်ကိုသတ်မှတ်ခြင်း File သိမ်းဆည်းခြင်းနဲ့ PDF ထုတ်ခြင်း Save Ctrl+S ကိုရိပ်ထားတဲ့စာတွေကိုပျောက်မသွားအောင်တင်ခြင်း Export to PDF တခြားသူစီပို့တဲ့အခါစာလုံးတွေမလွဲသွားအောင် PDF အဖြစ်ပြောင်းလဲသိမ်းဆည်းနည်း File.export.create PDF စာသားများကိုနေရာချခြင်း Alignment and Spacing စာပုံများကိုကြီးကောင်းအောင်ညှိနည်း Align left, right or center စာသားကိုဘဲညာသို့မဟုတ်အလယ်မှာထားခြင်း Justify Ctrl+J စာပေါင်းရဲ့ဘဲဘက်နဲ့ညာဘက်ဘေးပေါင်တွေကိုညီညာအောင်ညှိခြင်း Line Spacing စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားအကွာအဝေးကိုညှိခြင်းစာမျက်နှာကိုအလှဆင်ခြင်း Page Design Page Border စာမျက်နှာပတ်လည်မှာဘောင်လေးတွေထည့်ခြင်း Design.tab.page borders Drop Cap စာပေါက်တစ်ခုရဲ့အစစလုံးကိုသတင်းစာတွေမှာလိုကြီးကြီးလေးလုပ်ခြင်း Insert.dropcap Columns စာမျက်နှာတစ်ခုထဲမှာပဲစာသားတွေကိုအကန့်နှစ်ကန့်သို့မဟုတ်သုံးကန့်ခွဲရေးခြင်းဇယားများနဲ့ပုံများထည့်သွင်းခြင်း Tables and Shapes ဇယားဆိုတာစီးရင်းဇယားတွေလုပ်ဖို့အတွက် column နဲ့ row တွေသတ်မှတ်ပြီးဇယားဆွဲခြင်း Insert.table Shapes and Text Box စာသားတွေထဲမှာပုံစံအမျိုးမျိုးနဲ့များပုံ4000ပုံတွေနဲ့စာရေးခြင်းတဲ့အကသုံးပါတယ် Word Art ခေါင်းစဉ်တွေကိုထင်ရှားတဲ့ဒီဇိုင်းစလုံးတွေနဲ့ရေးသားခြင်းစာမျက်နှာအချက်အလက်များ Header, Footer and Page Number စာအုပ်တစ်ပုဒ်လုပ်တော့မယ်ဆိုရင်ဒါတွေထည့်ရပါမယ် Page Number စာမျက်နှာနံပါတ်တိုက်ခြင်း Header and Footer စာမျက်နှာတိုင်းရဲ့အပေါ်ဆုံးနဲ့အောက်ဆုံးမှာဥပမာစာအုပ်အမည်ကိုအမြဲပေါ်နေအောင်ထည့်ခြင်းနောက်ထပ်သင်ခန်းစာတွေဆက်တင်ပေးထားမှာဖြစ်လို့ like and share လုပ်ပေးခဲ့ဖို့မမေ့နဲ့ဦးနော်